နံပါတ်2ကနီရင်းရှာတော့ပိုင်းဒါကတော့ဒီဆိုင်ကယ်စီးတဲ့အချိန်မှာတော့ကိုဒီလည်းဒီမျက်လုံးထဲမှာမြင်မိမယ်ထင်ပါတယ်ဘယ်သူမှစကတ်ကြီးနဲ့ဒီလိုမျိုးစီးရလူလည်းရှိပါတယ်ပေါ့နော်စီးရလူရှိပြီမဲ့ဒီတင်တန်းဖြေရမယ်ဆောင်းမွဲဖြေရမယ်ဆိုတဲ့အချိန်မှာဒီဂျပန်ကဆရာတွေကအရန်လဲကြီးတဲ့အခါကျသူတို့ဂျပန်နေထုံးစံအတိုင်းအရန်ကြီးတဲ့အတွက်စကတ်တွေပါတွေကလုံးဝပေါ့နော် NG ပါလုံးဝမဝေ့ရပါဘူးဒီမှာလည်းသူရေးထားရပါတော့နီနင်းရှာကို運転するときは乗車用ヘルメットを正しく着用するとともに身体の露出がなるべく少なくなるような服装をしできるだけプロテクターを着用しましょうだがဆိုင်ကယ်ပေါ့နော်နီရင်းရှာဆိုရဲဒီမှာဆိုင်ကယ်လည်းပါမယ်စပိန်လည်းပါမယ်ပေါ့နော်ဒီလိုမျိုးနီရင်းရှာတွေဘိန်းနှစ်ဘိန်းပါတယ်ရင်ကိုစီးတဲ့အချိန်မှာတဲ့ဒီပထမဆုံးကခေါင်းစွပ်ပါအုတ်ထုပ်ပေါ့နော်ဒီအုတ်ထုပ်ဆောင်းရမယ်နောက်ပြီးရင်ဒီခန္ဓာကိုယ်ကလည်းပို့ပြီးတော့ကြစ်လက်လေးဖြစ်နေမယ်အဝိစားဝေးရမယ်တဲ့လူစုကနားရပဲစကနာကနာတို့ရောနာဖုကဆိုဖြစ်တဲ့အတွက်ကြစ်လက်တတ်နိုင်ဆုံးကြစ်လက်ဖြစ်တဲ့အဝိစားဝေးရမယ်ပြီးရင်デキルだけプロテクターを着用しましょうတတ်နိုင်တယ်လို့ဒီပရိုတက်တာဆိုအကာအကွယ်ပေါ့နော်အကာအကွယ်ဆိုတာဥမာဒီကလေးလေးတွေဆိုလို့ရှိရင်တော့တက်တယ်ပေါ့နော်ဒီလက်မှာတရောင်စင်းမှာအကာတက်တယ်ဒူးမှာအကာတက်တယ်ဒီလိုပေါ့ဒါပေမဲ့ဒီမှာတော့ဒေခိလိုတာခဲဖြစ်တဲ့အတွက်တက်နိုင်တလောက်လို့ပြောတာဖြစ်တဲ့အတွက်လုံးဝတက်ရမယ်လို့မဆိုလိုပါဘူးဒီလိုမျိုးပုံစံဝင်နိုင်တယ်ဘောင်းမီဆိုလို့ရှိရင်လည်းပေါ့ပနဲ့ဒီလိုမျိုးလှုပ်ရှားလွယ်ဘောင်းမီဝင်နိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်သူကဒီနီရင်းရှာဆိုတဲ့အထဲမှာက大型自動二輪車や普通自動二輪車の同乗車も同様ですဒါပြောချင်တဲ့အဓိပ္ပာယ်ကတော့ဆိုင်ကယ်အကြီးပဲဖြစ်ဖြစ်ဆိုင်ကယ်အသေးလေးပဲဖြစ်ဖြစ်နှစ်ခုစလုံးပြောချင်တဲ့ဟာတူတူပါပဲတဲ့ဒီလိုမျိုးဝေ့ရပါမယ်ပေါ့နော်နောက်ပြီးတော့ဗာပြောထားလဲဆိုまた他の運転者から見てよく目につきやすい色のものを着用するようにしましょうဒါတစ်ဖက်ရေမောင်းတဲ့လူကနေကြည့်လို့ရှိရင်လည်းပို့ပြီးတော့မြင်လွယ်တဲ့တတိထားလွယ်တဲ့အင်ကြီးလေးဝစ်ပါတဲ့ဘာလို့ဆိုတော့ဒါညဘက်တွေပါတယ်ဆိုလို့ရှိရင်ကြောက်လေမမြင်ရပါညာရှိတော့သူကအဲ့လိုမျိုးဝစ်စေခြင်းတယ်နောက်ပြီးတော့ဒါယောနီရှိမရှိုးဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်နာခဲတယ်ပါနာဒီမဆန်မဟုတ်ဘူးเนาะအလုံးဝမဖြစ်မနေဝေးရမှာမဟုတ်ဘဲနဲ့ဒါရှိမရှိုးဖြစ်တဲ့အတွက်ဝစ်ပါဆိုတဲ့အဓိပ္ပာယ်ပါနောက်ပြီးတော့ဗာပြောထားလဲဆိုတော့夜間は反射性の衣服または反射材のついた乗車用ヘルメットを着用するようにしましょうဒီမှာလဲသူကြံပေးထားတာပေါ့နော်ညဘက်ဆိုလို့ရှိရင်တော့ရောင်ပြန်ပါတဲ့အုတ်ထုပ်တို့အင်ကြီးတို့ဝစ်ပါတဲ့ဟုတ်ပါပြီဒီပုံလေးကြည့်လိုက်ပါဘောနော်နည်းနည်းဒီပုံကတော့သူကဒါလှုပ်ရှားလွယ်တဲ့အဝိစားဝစ်ပါဆိုတဲ့အဓိပ္ပာယ်ပါကဲဒါဖြစ်လို့ရှိရင်ဒီမှာအရေးကြီးတဲ့ point လေးပြောပါမယ်ဘာလဲဆိုရင်工事用の安全帽は乗車用ヘルメットではありませんဒါကဒီဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာတုံးတဲ့အုတ်ထုပ်ကဘာလဲဒီဆိုင်ကယ်စီးရမှာစောင်းမဲ့အုတ်ထုပ်မဟုတ်ပါဘူးเนาะကိုကဒီဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာတုံးတဲ့အုတ်ထုပ်ကလည်းဒါ protective ဖြစ်တဲ့အုတ်ထုပ်ဆိုပြီးတော့ကြတော့အဲ့လိုဆောင်းလို့ရတယ်လို့မထင်ပါနဲ့ဆောင်းလို့မရပါဘူးဆိုင်ကယ်စီးတဲ့နေရာမှာဆောင်းတဲ့အုတ်ထုပ်မဟုတ်ပါဘူးနောက်ပြီးတော့ဒါစာမေးပွဲရေးဖြစ်မှာလည်းပါတယ်ဗောနော်ရေးဖြစ်မှာဆိုရင်ဒီခိုးကြီးရောမှာဆောင်းတဲ့အုတ်ထုပ်ကိုဆောင်းလို့ရတယ်ဆိုပြီးတော့ပြောရင်မှားပါတယ်အဲ့တော့ဒါလေးနည်းနည်းမှတ်ထားပေးပါနော်ဟုတ်ကဲ့နံပါတ်4ကတော့ဗာပြောလဲဆိုတော့ရှီတိုဘဲတူတော့နော်ချက်ကူရောနော်ခိုးကဒါကဒီခပတ်ပတ်လို့ရှိရင်ကိုမှရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောထားပါတယ်ဒီထဲမှာတော့တိတ်ပြီးတော့အရေးကြီးတဲ့အကြောင်းအရာအရင်ကြီးမပါတဲ့အတွက်ဒါကိုလည်းအကြမ်းမြင့်ပဲရှင်းပြသွားပါမယ်シートベルトは交通事故に遭った場合の被害を大幅に軽減するとともに運転姿勢を正しく保てることにより疲労や軽減するなど様々な効果がありますဒီခပတ်ပတ်မယ်ဆိုလို့ရှိရင်ကိုကရန်နယ်တွေဖြစ်လာတဲ့အချိန်မှာလဲကိုယ်အထီးခိုင်နေစေမယ်နောက်ပြီးတော့ကားမောင်းတဲ့အချိန်မှာလဲကို
ကိုကောင်းမောင်းတဲ့အနေထားခန္ဓာကိုယ်အနေထားမှန်အောင်ထိန်းပေးနိုင်တဲ့အကျိုးကျေးဇူးတွေရှိပါတယ်တဲ့နောက်တစ်ခုကシートベルトを備えている自動車を運転するときは運転者自身これを着用するとともに助手席や後部座席の同乗者にも着用させなければなりません。ဒီမှာအကြီးနဲ့ရေးထားတယ်။ဘာလို့ဆိုကားမောင်းလို့ရှိရင်ကားမောင်းတဲ့ကားဆရာကိုယ်တိုင်လည်းခပတ်ပတ်ရမယ်။နောက်ပြီးတော့ကိုနဲ့တူလိုက်လာတဲ့ကိုဘေးကကားသမားဘေးခုံကလူရောနောက်ပြီးနောက်ဖက်မှာစီးတဲ့လူတွေရောပဲဒီခပတ်ကိုမဖြစ်မနေပတ်ရပါမယ်တဲ့မဖြစ်မနေပတ်ရမှာဖြစ်ပါတယ်နော်ဒါလေးမှတ်ထားပေးပါနောက်သူခွင်းစာဝင်မိတ်နဲ့ပြောထားတယ် airbag ကို備えている自動車を運転する場合も同じです airbag ပါတဲ့ကားဆိုလို့ရှိရင်လည်းမဖြစ်မနေပတ်ရပါမယ်တဲ့ airbag ဆိုတာဘာလဲဆိုတော့ဒီလိုမျိုး airbag ပါဘောနော်ဒါကားအကယ်ရင်အန်ရဖြစ်တဲ့အခါရင်တိုင်းမှုတွေဖြစ်တဲ့အခါမှာအရင်အချိန်ပြင်းလို့ရှိရင်ဒါကသူ့အလိုပွင့်လာပါတယ်ဒီ airbag ဆိုတာအလိုပွင့်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကားမောင်းသူရဲ့အသက်အန္တရာယ်ကိုကာဝယ်ဖို့ပါနော်ဒီကားအရင်အချိန်ပြင်းတယ်ရန်တွေဥပမာအတိုက်တယ်ပါညာဆိုရင်ဒါကားမောင်းသူကဒီအရှိကိုကျွန်းထွက်သွားတာတော့နောက်ဒီဟာနဲ့စောင့်မိတာတော့အရင်အသက်အန္တရာယ်များတယ်ပေါ့နော်အဲ့ကျမှဒီ airbag ပါတဲ့ကားဖြစ်တဲ့အတွက်ဒီ airbag ဆိုတဲ့လေပူပေါင်းပေါ့သူကအိတ်လိုမျိုးကြီးပေါ့အဲ့ဒါကြီးကသူ့လိုပွင့်သွားတဲ့အတွက် airbag ပါလို့အသက်အန္တရာယ်တက်တာသွားဆိုတဲ့ဥပမာလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာဒီလိုမျိုး airbag ပါတယ်ဆိုလို့ရှိရင်တော့မှကားခပတ်ကပတ်ရမှာဖြစ်ပါတယ်ဆိုပြီးတော့ပြောထားတာပါဟုတ်ကဲ့ဒီပိုင်းမှာအရေးကြီးတဲ့ဟာလေးနှစ်ခုရှိပါတယ်ပေါ့နော်သူ့ရဲ့အမေးကဘာလဲဆိုလို့ရှိရင်シートベルトの着用が免除される場合の位置でဒါကဘာလဲဆိုရင်ကားမောင်းခပတ်ပတ်စရာလည်းမလိုဘူးဆိုတဲ့ဥပမာတစ်ခုကားမောင်းတဲ့အခါမှာဒီခပတ်ပတ်ဆရာမလိုတာကဘယ်အချိန်မှာလဲသူက1 2 3 4ခုရှိပါတယ်ပထမတစ်ခုက乗車人数に対してシートベルトが足りない時後部座席のみဒါကကားပေါ်မှာလူကများနေတယ်ဒီခပတ်မလောက်တဲ့အခြေအနေပေါ့နော်အဲ့လိုဆိုရင်ပတ်ဆရာမလိုပါဘူးဒါပေမဲ့သူပြောထားတယ်နောက်ခန်းကလူပဲဥပမာပြောရင်နောက်ခန်းမှာ2ယောက်အတွက်ပဲဒီခပတ်ပါတယ်လေတခါကျရင်ကလေးတွေပါရောနောက်3ယောက်တက်လူကြီးတဲ့3ယောက်စီရရှိရပေါ့နော်အလဲကလူကပတ်လို့မရဘူးလေအဲ့လိုဆိုလို့ရှိရင်ဒါကင်းလွတ်ခွင့်ပေးပါပေါ့နော်ပတ်ဆရာမလိုပါဘူးနံပါတ်2ကတော့フショ病気妊娠中などのためシートベルトの着用が適当でない時ဒါကဒီဒဏ်ရာရနေတဲ့အချိန်နောက်ဒီယောဂဖြစ်နေတဲ့အချိန်ယောဂရှိတဲ့အခါမှာနောက်ပြီးတော့ကိုဝင်ရှိတဲ့လူတွေကတော့ဒါဒီခပတ်လို့ရှိရင်ပို့ပြီးတော့ဆိုးမှာဆိုလို့ရှိရင်ဒါပတ်စရာမလိုပါဘူးနံပါတ်3က著く座高が低いなどのため適切にシートベルトを着用できない時ဒီထိုင်နဲ့ထိုင်ကုန်ကအရန်ကိုနှိမ့်နေရလို့မြင့်နေရလို့ပေါ့နော်တိတ်ပြီးတော့အစင်ဒီခပတ်ပတ်ဖို့အစင်မပြေတဲ့အချိန်မှာဆိုရင်တော့အတင်းကျပ်ကြီးပတ်စရာမလိုပါဘူးတဲ့နံပါတ်4ဒါလေးကလုံးဝသိထားပါမယ်ဘာလို့ဆိုတော့ဒီမေးခွန်းတွေထဲမှာလည်းသူကပါတာအပါများဖြစ်တဲ့အတွက်တည်ထားတင်ပါတယ်ဒါက自動車を交代させる時運転者のみကားကိုနောက်ဆုတ်တဲ့အချိန်မှာပတ်စရာမလိုပါဘူးဒီဟာပြောထား運転者のみဆိုတာတော့ကားမောင်းသမားကိုယ်တိုင်ကားမောင်းသမားကိုပြောတာပေါ့နော်ဒီကားပေါ်ထိုင်ဆိုင်စီရဲ့လူတွေကတော့ကားနောက်ဆုတ်တာလေသူတို့ဆုတ်တာမဟုတ်တဲ့အတွက်သူတို့ကတော့ပတ်ထားပါမယ်ဒါပေမဲ့ကားမောင်းသမားကကားနောက်ဆုတ်တယ်ဆိုလို့ရှိရင်တော့ပတ်စရာမလိုပါဘူးအဲ့တော့ကားမောင်းသမားကလုံးဝကားကိုအချိန်တိုင်းဘယ်အချိန်မဆိုပတ်ထားခပတ်ပတ်ရပါမယ်လို့ပြောလို့ရှိရင်မှားပါတယ်ကားနောက်ဆုတ်တဲ့အချိန်မှာပတ်စရာမလိုပါဘူးဒါလေးမှတ်ထားပေးပါ